မိမြင့်ဒဇင်လိုမျိုးဖြစ်လာတဲ့မိတော့ကြီးတွေဟာတီဟရန်မြို့တွေကိုစီစဉ်လာခဲ့ပါတယ်။အကြောင်းကတော့အစ္စရေးစစ်တပ်ကညဘက်မှာအီရန်ရဲ့ရေနံတူလောင်ကန်တွေကိုဖျက်ဆီးလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ဒီအချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်ကိုဆန့်ကျင်တဲ့စစ်ပွဲကိုအခုတောင်အနိုင်ရသွားပြီလို့ကြွားဝါပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့စနေနေ့မှာအစ္စရေးလေတပ်ကအီရန်ရဲ့အရေးကြီးတဲ့လောင်စာဆီရှိတဲ့နေရာတွေကိုပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးနောက်အီရန်ရဲ့မြို့တော်တီဟရန်မှာအပျက်စီးကြီးမားတဲ့မြင်ကွင်းတွေပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ပောက်ကွဲမှုကြီးတွေဇက်တိုက်ဖြစ်ပွားပြီးမီးလုံးကြီးတွေကောင်းကင်ထဲကိုထိုးတက်သွားတာကိုမြင်တွေ့ရပါတယ်။ဒီတိုက်ခိုက်မှုကြောင့်မီးလောင်နေတဲ့ရေနံတွေဟာရေနုံမြောင်းနဲ့မလွတ်မြောင်းစနစ်တွေကနေစီစဉ်ပြီးမီးမြစ်လိုဖြစ်လာတယ်လို့အစ္စရေးဘက်ကပြောပါတယ်။မြင့်မြတ်သက်သေရိုက်ကူးထားတဲ့ဗီဒီယိုတွေမှာလည်းမီးလောင်နေတဲ့ရေနံတွေဟာရေနုံမြောင်းတွေနဲ့မလွတ်မြောင်းတွေကနေစီစဉ်ပြီးမီးမြစ်တစ်စင်းလုံးမြို့တွင်းနေရာတချို့ကိုလှည့်လည်စီစဉ်နေတာကိုတွေ့ရပါတယ်။ဗီဒီယိုချို့မှာတိုက်ခိုက်အဆောက်အုံတွေဝန်းရံထားတဲ့ရေနုံမြောင်းတွေမှာမီးလောင်နေတဲ့မီးစီးကြောင်းတွေပြေးဆွဲနေပြီးမြို့တစ်မြို့လုံးညာလုံးပေါက်မီးလောင်နေတဲ့မြင်ကွင်းတွေကိုမြင်ရပါတယ်။ဒီတိုက်ခိုက်မှုကတော့အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုဇက်တိုက်ခိုက်နေတဲ့ကိုရံမြောင်နေမှာတီဟရန်မြို့အတွင်းလောင်စာဆီရှိတဲ့နေရာတွေကိုတိုက်ရိုက်ထိမှန်တဲ့ပထမအဆုံးတိုက်ခိုက်မှုပဲဖြစ်ပါတယ်။ပောက်ကွဲမှုတွေဖြစ်ပွားပြီးနောက်လိမ်မော်ရောင်နဲ့အနက်ရောင်မီးခိုးထူကြီးတွေဟာနိုင်ပေါင်းများစွာမြို့တော်ရဲ့ကောင်းကင်ထဲမှာတက်နေခဲ့ပါတယ်။အဲဒါကြောင့်အီရန်အာဏာပိုင်တွေဟာအန္တရာယ်မကင်းသေးဘူးလို့သတိပေးခဲ့ရပြီးနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကလည်းလေထုညစ်ညမ်းမှုမြင့်တက်လာတာကြောင့်ပြည်သူတွေအိမ်ထဲမှာပဲနေပြီးမလိုအပ်ဘဲအပြင်ထွက်လှုပ်ရှားမှုတွေမလုပ်ကြဖို့တိုက်တွန်းထားပါတယ်။အီရန်ရေးပေါ်ကူညီရေးအဖွဲ့ကလည်းဖျက်ဆီးခံလိုက်ရတဲ့လောင်စာတူလောင်ကန်တွေကထွက်လာတဲ့ဓာတုပစ္စည်းတွေကြောင့်အက်ဆစ်မိုးတွေဖြစ်ပေါ်လာနိုင်ပြီးအရေပြားနဲ့အဆုတ်တွေကိုထိခိုက်စေနိုင်တယ်လို့သတိပေးထားပါတယ်။တနင်္ဂနွေနေ့မနက်အစောပိုင်းထိတီဟရန်မြောက်ဘက်မှာရှိတဲ့ရှာဟန်ရေနံတူလောင်ကန်မှာမီးခိုးအနှက်ရောင်ကြီးတွေနဲ့မီးတောက်ကြီးတွေဆက်လက်ပေါ်ထွက်နေပြီးအစ္စရေးလေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး12နာရီကျော်သွားတဲ့အချိန်ထိမီးမငြိမ်းသက်နိုင်သေးဘူးလို့သိရပါတယ်။အစ္စရေးကတော့အဲ့ဒီနေရာတွေဟာအီရန်စစ်တပ်အသုံးပြုနေတဲ့နေရာတွေဖြစ်တယ်လို့ပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဗြိတိန်ဝန်ကြီးချုပ်ဆာကီယာစတာမာကိုထပ်မံဝေဖန်ခဲ့ပြီးအမေရိကန်အတွက်ဗြိတိန်ရဲ့လေယာဉ်တင်သင်္ဘောတွေမလိုတော့ဘူးလို့ပြောဆိုခဲ့ပါတယ်။ True Social မှာရေးသားထားတဲ့ post တစ်ခုမှာလည်းဗြိတိန်ကိုတစ်ချိန်လုံးကကြီးမြတ်တဲ့မိဖက်နိုင်ငံလို့ခေါ်ထားပြီးကျွန်တော်တို့စစ်ပွဲနိုင်ရပြီးမှနောက်မှဝင်လာတဲ့လူတွေကိုမလိုအပ်ပါဘူးလို့ပြောဆိုခဲ့ပါတယ်။ Trump ကအီရန်ကိုအရှေ့လယ်ပိုင်းရဲ့အရှုံးသမားလို့ခေါ်ဆိုပြီးအီရန်ကိုပြင်းပြင်းထန်ထန်ထပ်တိုက်ခိုက်မယ်လို့သတိပေးခဲ့ပါတယ်။သမ္မတ Trump ဟာအမေရိကန်နဲ့အစ္စရေးတို့ရဲ့ဆက်လက်တိုက်ခိုက်မှုတွေကြောင့်အီရန်ဟာပြင်းပြင်းထန်ထန်တိုက်ခိုက်ခံနေရပြီးအကြီးအကျယ်ထိခိုက်နေပြီလို့လည်းထပ်မံပြောဆိုခဲ့ပါတယ်။